သွားတာတွေကတချို့လဲတူတဲ့အရာလေးတွေရှိတယ်ပြောတဲ့စကားလုံးလေးတွေပဲပုံစံလေးတွေပဲကွဲသွားတာဟုတ်တယ်နော်မာနမရှိတဲ့သူပြီးတော့မှကိုယ်အလိုကိုညင်းပယ်တာပေါ့နော်ဒီနေ့အဖြစ်ကိုယ်အလိုညင်းပယ်နှိမ့်ချခြင်းလို့ကျွန်တော်တို့ကပြောတဲ့ခါမှာနှုတ်ကပတ်တော်ထဲမှာကျွန်တော်ကြည့်တဲ့အခါယေရှုခရစ်တော်ကဒါကျွန်တော်တို့ရဲ့စံနမူနာထားရတဲ့ပုဂ္ဂိုလ်ပဲတကယ်ကျွန်တော်တို့ရဲ့ချန်ပီယံပဲဖြစ်တယ်သူရဲ့နှိမ့်ချခြင်းကိုဘာကိုမြင်ရလဲဆိုရင်ခမည်းတော်ရဲ့အလိုကိုပဲလောကမှာသူလာဆောင်တာနော်သူလူလောကမှာလူလာဖြစ်တယ်လူဖြစ်တဲ့ခါမှာသူ့ရဲ့လူရဲ့စန္ဒကတော့ရှိကောင်းရှိနိုင်ပေမဲ့ခမည်းတော်ကသူ့ကိုဒီကိုစေလွတ်လိုက်တာဘာအတွက်စေလွတ်လိုက်တာလဲသူ့ရဲ့အလိုကိုပြည့်စုံဖို့အလိုကိုဆောင်ဖို့အတွက်စေလွတ်လိုက်သူကောင်းကောင်းနားလည်သဘောပေါက်တဲ့ခါမှာသူ့ရဲ့အလိုကိုညှင်းပယ်ပြီးတော့မှသူကားတိုင်းမတက်ချင်ဘူးလေဤခွက်ကိုလွန်နိုင်လွန်ချင်တယ်ဒီလိုမျိုးပြောဒါပေမဲ့လည်းကိုရောရဲ့အလိုတော်အတိုင်းပဲဖြစ်စေပါသူ့မှာကြည့်တဲ့အခါမှာသူ့ရဲ့စန္ဒအတိုင်းတော့သူဖြစ်ချင်ပေမဲ့ခမည်းတော်ရဲ့အလိုကိုပဲသူဆောင်ခဲ့တာဖြစ်တယ်အာမင်ဒါမှမဟုတ်အချုပ်အပြည့်ပြောရရင်ဘာလဲဆိုရင်တော့နှိမ့်ချခြင်းရဲ့သဘောတော်ဘာလဲလို့ကိုအလွန်အကျွံပေါ့လားငါအရန်လုံနိုင်တယ်ငါအရန်တက်နိုင်တယ်ငါလုံရင်ဒီအရာကဖြစ်ကိုဖြစ်မယ်ဆိုတဲ့အဲ့ဒီစိတ်နေသဘောထားမျိုးမရှိတဲ့သူကိုပြောတာเนาะအဲ့လိုသဘောတော်ပါပြီးတော့ဘာလဲဆိုတော့ကိုယ့်ရဲ့အမားကိုလူများကထောက်ပြတဲ့ခါမှာဒါမားတယ်ဆိုတဲ့အရာကိုလက်ခံပေးနိုင်တဲ့သူပြီးတော့အဲ့ဒီအမားကိုလက်ခံခြင်းထဲမှာပြုပြင်ခြင်းမှာတခါတည်းပါတယ်အဲ့ဒီအရာကိုလက်ခံနိုင်တော်သူဖြစ်တယ်ပြီးတော့မှဘာလဲဆိုသူတစ်ပါးရဲ့အကြံဉာဏ်အမြင်တွေကိုနားထောင်ပေးတဲ့သူဒီမှာခေါင်းဆောင်နေဆိုလဲအရင်ကြီးကျွန်တော်တို့ကဒါပဲဖြစ်နေပြောတဲ့အခါမှာအောက်ကလူကဒါလုပ်ချင်ပါတယ်ဆိုတဲ့အခါသူတို့ရဲ့စိတ်ဆန္ဒထဲမှာရှိတဲ့အရာလေးတစ်ခါတလေမှာကျွန်တော်ကနားမထောင်မနဲ့ဒါပဲလုပ်ရမယ်ဒီလိုမျိုးလဲရှိသေးတယ်ဒါပေမဲ့ဒီအရာကတော့နေပယ်အသီးသီးတိုင်းအတွက်ဖြစ်တယ်နော်နောက်လိုက်ကလည်းနောက်လိုက်အလျောက်နှိမ့်ချမဲ့အခြေအနေအတိုင်းတာရှိသူခေါင်းဆောင်ကလည်းခေါင်းဆောင်အလျောက်သူနှိမ့်ချရမဲ့အခြေအနေအတိုင်းတာတခုရှိတာဖြစ်တယ်အာမင်နော်ဒါလေးကိုသဘောပေါက်ရင်ကျွန်တော်တို့ကအေးဆေးဖြစ်သွားပြီနော်โอเคနော်ကျွန်တော်မျက်မှန်လေးတစ်ချက်လောက်ယူချင်တယ်အားအေးပြတ်တော့မေစိတ်နှိမ့်ချခြင်းကတော့အရင်အရေးကြီးတယ်လူမှုပတ်ဝန်းကျင်မှာလည်းအရေးကြီးတယ်လို့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့အမှုဆောင်ခြင်းဖခင်ရဲ့အမှုတော်ထဲမှာတွာလာတော့သူအရောက်ချင်းစီတိုင်းအသက်တာမှာဒီစိတ်သဘောထားမရှိဘူးဆိုရင်တော့ဖခင်ဘုန်းတော်မထင်ရှားဘူးပေါ့ကျွန်တော်အမှုတော်ဆောင်အနေနဲ့ပြောမယ်ဆိုရင်တော့ဒါကြောင့်မို့စိတ်နှိမ့်ချခြင်းကဘာတစ်ကိုဘာအကျိုးဖြစ်စေတယ်သိလားတင်းရဲ့စိတ်နှိမ့်ချခြင်းအဲ့ဒီနှလုံးသားရှိတဲ့သူကဘာလဲဆိုရင်ဘာလဲလူမှုဆက်ဆံရေးကိုပါကောင်းစေတယ်လူမှုဆက်ဆံရေးတကယ်ကောင်းစေတယ်နော်နှိမ့်ချတဲ့သူနဲ့ဘယ်တင်ကစကားပြောချင်တာလေ။အော် तू ငါပြောတဲ့ခါငါ့ကိုလည်းနားထောင်ပေးတယ်။ဒီလိုမျိုးပေါ့အသွားအလာအပြန်အလှန်ရှိတဲ့သူတွေပဲလူတွေကပေါင်းတင်ဆက်စားတယ်။ဘူးကလန့်ပေါက်ကလန့်ပြောနေတဲ့သူဆိုရင်တော့လူတော်တော်များများပြစ်ပယ်ထားခြင်းတယ်။အဲဒါမှကိုယ့်ရဲ့အသက်တာမှာနှိမ့်ချတော့နှလုံးသားနှိမ့်ချတဲ့အသက်တာရှိတာကောင်းကျိုးရှိလားဆိုတော့အများကြီးရှိတယ်လူမှုဆက်ဆံရေးကောင်းတယ်တကယ်တော့နှိမ့်ချတဲ့သူတွေကဘာဖြစ်လဲဆိုရင်ခုနကျွန်တော်ပြောပြလူချစ်လူခင်အရင်ပေါ်တယ်အတင်းတော်မှာပဲဖြစ်စေကျန်တဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အပြင်အတိုင်းဝိုင်းမှာပဲတကယ်ချင်းနဲ့ပေါင်းတဲ့အချိန်တွေပဲဖြစ်အဲ့ဒီလူရဲ့နှိမ့်ချတဲ့နှလုံးသားနှိမ့်ချခြင်းအတ္တတာရှိတဲ့သူကလူချင်းလူခင်ပြောတယ်။ဟိုကဒီကော်ဖီတိုင်းသွားတယ်ဆိုရင်တော့မပါလာတဲ့ခါမှာကျန်တဲ့တငယ်ချင်းနဲ့တတိယနာဟာရှာကွန်ကြမပါလာဘူးလား။ရှာမဟာနာဘယ်ရောက်နေလဲ။ရှာစာရောဘယ်သွားနေလဲ။ဒီလိုမျိုးဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့နှိမ့်ချခြင်းကိုလူများမြင်တဲ့ခါသူတို့ကိုချစ်တယ်။သူတို့ကိုချစ်တဲ့ခါမှာတခုခုလောက်တာနဲ့မြင်တခုခုစားတာနဲ့ဝက်စီတုံးလေးစားနေဆိုရင်ဥမာကိုဆောင်ပြင်းမြင်ရတာနဲ့အဲ့လိုမျိုးပေါ့နော်ဘာပဲဒါကကျွန်တော်ကဒီကပေါ့ဘာပြောတာအဲ့ဒီလူကိုပဲပေါင်းတင်ဆက်ဆံတဲ့လူကချစ်တယ်မေတ္တာပို့ပေးတယ်အမြဲတမ်းတတိရတယ်အမြဲတမ်းအောင်းပိတ်ပေးတယ်အဲ့ဒါမို့နှိမ့်ချတဲ့နှလုံးသားကကျွန်တော်တို့အတ္တတာမှာအရင်အရေးကြီးတာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ဒီအရာလေးနဲ့ကျွန်တော်အစချီပြီးပြောချင်တာဖြစ်တယ်နော်နှုတ်ကပတ်တော်တစ်ချက်သွားမယ်နှုတ်ကပတ်တော်လေးတစ်ပိုက်မှာဗာပြောထားလဲဆိုတော့ကျွန်တော်ရေးထိုင်းနေဘယ်နှပြောက်သွားမသိတုတ်တန်အခန်းကြီး22အခန်းငယ်4တုတ်တန်အခန်းကြီး22အခန်းငယ်4ဒီမှာနှိမ့်ချခြင်းရဲ့အကျိုးကျေးဇူးကိုဒီမှာလည်းပြထားတယ်
Okay တွင်းအတူတူကဖိုင်1 2 3စိတ်နှိမ်ချခြင်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့်စီးစိမ်ဂုဏ်အသရေအသက်ကိုရတတ်၏အာမင်ဒီနေ့စိတ်နှိမ်ချခြင်းနဲ့ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအဲ့ဒီကျေးဇူးကဘာရလဲဆိုရင်သင်ကတဲ့စီးစိမ်ဆိုတဲ့အရာကိုရမယ်ဂုဏ်အသရေဆိုတဲ့အရာကိုရမယ်နောက်ဆုံးအသက်ဆိုတဲ့အရာကိုပါရရှိခံစားရဘာကြောင့်လဲစိတ်နှိမ်ချတော်သူရဲ့အတ္တတာမှာဒီအရာတွေကိုခံစားစေရတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကခါလီမာလီကိုကလေပတ်စံချမ်းသာခြင်းလူကလည်းတချို့ရှိတယ်အဲ့ဒီပတ်စံချမ်းသာခြင်းထဲမှာရုပ်ကလည်းချောသေးတယ်ပြီးတီးခတ်ခြင်းအပိုင်းမှာလည်းတီးခတ်ခြင်းအပိုင်းဆိုလဲတော်တယ်ကွာသိလားပြီးရင်ဒီခါဒီမှာဟိုရုပ်ချောဥစ္စာဘောဆိုတော့ကောင်လေးယောက်ျားလေးကြတော့လေမိန်းကလေးတွေကသဘောကျတယ်မိန်းကလေးကြတော့လေယောက်ျားလေးကသဘောကျအဲ့ဒီခါမှာကိုယ့်ရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ထောင်ဖြစ်သွားတယ်အဲ့ဒီခါမှာဘာဖြစ်လဲမာနထောင်လာဘုရားသခင်ကပြောထားတာနှုတ်ကပတ်တော်ပြောထားနှမျိုးပဲရှိတယ်နှိတ်ချတဲ့သူကိုချီးမြှောက်မယ်မာနထောင်လာတဲ့သူကိုဘာလုပ်မလဲဘာဆွဲနှုတ်မှာလဲဖြက်စီးမယ်နော်အဲ့ဒီအရာလေးကိုကျွန်တော်ကြည့်မှာအဲ့ဒီခါမှာလေကျွန်တော်တို့ကလေဒီခါတလေမှာကိုယ့်ရဲ့လုံနိုင်ခြင်းကိုယ့်ရဲ့အပေါ်မှာကိုယ့်ရဲ့အတ္တတာထဲမှာရှိတဲ့အရာတွေအပြင်ကျွန်တော်တို့အတ္တတာမှာထောင်နဲ့ဖြစ်တတ်တယ်ယေရှုခရစ်တော်ကသူကိုယ်တိုင်နှိမ့်ချခြင်းကိုသူတကယ်ပြသွားခဲ့တယ်နော်။ဘာတွေလုပ်ခဲ့လဲအစိုးအနှိမ့်ချဆုံးဖြစ်တဲ့လေခြေဆေးခြင်းအလုပ်ကိုသူလုပ်ခဲ့တယ်။အဲ့ဒါတွေကမုတ်ဆိုးမတွေပဲလုပ်တာကျမ်းစာမှာပြန်ကြည့်ဂလာတိထဲမှာရှိတယ်။မုတ်ဆိုးမတွေကလုပ်တယ်ကျွန်တွေကလုပ်ရတဲ့ရာဥမာအိမ်ကိုဧည့်သည်တွေကလာလို့ကျွန်တွေကအဲ့ဒီဧည့်သည်တွေကိုခြေဆေးပေးရတာဒါပေမဲ့နှိမ့်ချခြင်းအဆုံးစဉ်ထိလူတွေပြောကြပါတယ်နှိမ့်ချခြင်းအဆုံးဆုံးအရာအချိန်အထိကိုယေရှုခရစ်တော်ကဆင်းပြီးတော့မှနှိမ့်ချခြင်းကိုပြသွားတယ်။ဘာဖြစ်လဲဆိုတော့သူ့ရဲ့သားသမီးတယောက်ချင်းတဲ့အတ္တမှာလဲနှိမ့်ချခြင်းနဲ့အသက်ရှင်စေခြင်းလို့နှိမ့်ချခြင်းရှိတဲ့သူကပဲဒီနေ့ချီးမြှောက်ခြင်းခံရတာဖြစ်လို့သူကဒါတွေကိုညွန်ပြခဲ့တာဖြစ်တယ်။ကျွန်တော်ကယေရှုခရစ်တော်ကငါရဲ့ဟီးရိုးငါကြည့်လိုက်ရင်ငါရဲ့ချန်ပီယံကသူပဲပါဇက်နဲ့သာပြောဒါပေမဲ့ယေရှုခရစ်တော်လုပ်ခဲ့တဲ့အရာတွေပေါ်မှာကျွန်တော်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ကမလုပ်ချင်ကြအောင်ဘာဖြစ်လို့လဲခုနငါကိုမျက်လာခိုင်းသေးတယ်ငါကိုမျက်တပြက်စီးလဲခိုင်းတယ်ဟုတ်လားငါ့ကိုအိမ်သာဆေးခိုင်းတယ်ဟုတ်လားအပြင်ပိုင်းမှာမပြောအထဲမှာပြောတဲ့အချိန်တွေမြောက်များစွာရှိခဲ့တယ်ကျွန်တော်ကိုယ်တိုင်ပဲလေနော်ဒါကြောင့်မို့ယေရှုခရစ်တော်ကဒီမှာကြည့်ပြောထားတဲ့အရာလုကာအခန်းကြီး14ခုနှစ်ထဲမှာနှိမ့်ချခြင်းအကြောင်းကိုပြောထားတာနော်လုကာအခန်းကြီး14ကိုတစ်ချက်သွားမယ်အခန်းငယ်ခွန်းဘယ်မှာဖတ်ကြည့်ရခွန်ကနေကျွန်တော်17တိဖတ်မယ်နော်1 2 3ထိုအခါခေါ်ဖိတ်သောသူတို့သည်မြင့်မြတ်သောနေရာထိုင်ရာကိုရွေးကြသည်ကိုမြင်တော်မူလျင်သူတို့အားဥပမာကိုမိတ်တော်မူသည်ကသူတစ်ပါးသည်မင်္ဂလာဆောင်ပွဲသို့တင့်ကိုခေါ်ဖိတ်သောအခါမြင့်မြတ်သောနေရာ၌မလျောင်းနှင့်ထိုတို့လျောင်းလျင်တင့်ထက်သာ၍မြတ်တော်သူသည်ပွဲသို့လာသည်ရှိသောတင်တို့နှစ်ယောက်ကိုခေါ်ဖိတ်တော်သူကဤသူအားနေရာကိုပေးလို့လာ၍ပြောလိမ့်မည်ထိုအခါတင်သည်ရှက်ကြောက်ခြင်းနှင့်နှိပ်သောနေရာသို့ဆင်းရလိမ့်မည်သူတစ်ပါးတို့သည်တင့်ကိုခေါ်ပိတ်သောအခါတွား၍နှိပ်သောနေရာ၌လျောင်းလော့ထိုတို့လျောင်းလျင်တင့်ကိုခေါ်ပိတ်သောသူသည်လာသည်ရှိသောအဆွေတက်ပါဟုတင့်ကိုဆိုလိမ့်မည်ထိုအခါတင်နှင့်အတူလျောင်းသောသူတို့ရှေ့မှတင်ဤအတရေထင်ရှားလိမ့်မည်ကိုချီးမြှောက်တော်သူမည်ဒီကနှိတ်ချခြင်းတို့ရောက်လက်တန့်ကိုနှိတ်ချတော်သူမည်ဒီကချီးမြှောက်ခြင်းတို့ရောက်လက်တန့်ဟုမိန့်တော်မူ၏အာမင်ဒါကတော့ကျွန်တော်တို့တွေလူတော်များမှာဖြစ်ထားရှိတဲ့အကြောင်းအရာယေရှုခရစ်တော်ကဥပမာနဲ့ပြောတယ်ဆိုလူအရင်နားလဲလွယ်တဲ့အကြောင်းအရာနဲ့ပဲပြောတာဖြစ်တယ်ဒီမှာပြောတယ်မင်းတို့ကိုတဲ့ခေါ်ဖိတ်တဲ့သူကတဲ့မြင့်မြတ်သောနေရာထိုင်ရာနေရာထိုင်ရာကိုရွေးကြသည်ကိုမြင်တော်မူလေယေရှုကမြင်တယ်လူတချို့ကပွဲကိုခေါ်လိုက်တာနဲ့ဘာအကောင်းတဲ့နေရာရှေ့ဆုံးမှာအဲ့လိုမျိုးပေါ့နော်ထိုင်နေတာဒီမှာရှေ့ဆုံးထိုင်တဲ့လူတွေပြောတော့မဟုတ်ဘူးယေရှုရဲ့ဥပမာပြောပြတာနော်ဒီမှာအဲ့မှာမိတ်တော်မူကဘာပြောသူတစ်ပါးသည်မင်္ဂလာပွဲသို့ခေါ်ပိတ်တော့ကမြင့်မြတ်သောနေရာနဲ့မလျောင်းနဲ့တတိနဲ့နေမှာမင်းဘာကောင်ပဲဖြစ်နေပါစေမင်းထောင်တော့မလုံနဲ့မင်းထက်ထောင်တဲ့ကောင်လည်းရောက်လာရင်မင်းအဆက်ခွဲလိမ့်မယ်လူတွေရှင်းမှာမင်းအဆက်တပဲအကျိုးနဲ့ဖြစ်လိမ့်မယ်ဆိုတဲ့အရာပြောတယ်အဲ့လိုခေါ်ဖိတ်တဲ့ခါမှာတဲ့မင်းကကိုနှိတ်ချပြီးတော့မှတခြားတာမန်လူတွေနဲ့ပဲမင်းအတူတကွလေးနေလိုက်ပါအဲ့ဒီခါဆိုရင်မင်းကိုခေါ်ဖိတ်တဲ့လူကတွေ့တဲ့အခါမှာတဲ့နေရာပေးလိမ့်မယ်တဲ့
တဘောပေါက်လားမသိကိုတဲ့ချီးမြှောက်တဲ့သူကတဲ့နှိတ်ချခြင်းကိုရောက်တယ်ကိုချီးမြှောက်တဲ့သူကျွန်တော်အသက်တာမှာတကယ်ကိုယ့်ရဲ့တချို့ဓမ္မရှိတဲ့အကုန်လုံးကဖခင်ရဲ့ဒီနေ့လက်ရတော်ဖြစ်တဲ့ဒီနေ့ရုပ်ချောခြင်းဆိုတဲ့လူကိုပိုင်ဆိုင်ကြတယ်အကုန်လုံးကချောလေးတွေတယောက်တစ်မျိုးချောတယ်တယောက်တစ်မျိုးလှတယ်တယောက်တစ်မျိုးကြည့်လို့ကောင်းတယ်အဲ့ဒီချောတဲ့လှတဲ့အပေါ်မှာကျွန်တော်တို့ကမာနတက်ပြီးတော့မှငါအရန်ချောတာငါ့ကိုစော်လေးတွေရှိုးရမယ်ငါ့ကိုဘဲလေးတွေရှိုးရမယ်အဲ့လိုမျိုးစိတ်နဲ့သွားလို့များထောင်တင်းဖခင်ကနေတကယ်ဒီလိုမျိုးပဲတွေ့လိမ့်မယ်နော်ဖခင်ကတော့အဲ့လိုမလုပ်ပါဘူးပြောပြတာဒီရဲ့နှုတ်ကပတ်တော်အရာလေးသိလားဘာဖြစ်လို့လဲဆိုတော့ဖခင်ရဲ့သဘောတော်ဟောကတင့်ကိုထောင်မနေစေခြင်းနဲ့သဘောပြောတာကိုလေးသိရမလားမာနတွေတက်ခုနပြောတဲ့နှိတ်ချခြင်းဆိုတာဘာလဲမာနမကြီးခြင်းကိုနှိတ်ချပြီးတော့မှနေပြီးတော့မှအသက်ရှင်တတ်တော်သူဖြစ်ဖို့အတွက်ယေရှုကိုယ်တိုင်တုံသင်ခဲ့ပြီးတာဖြစ်တယ်။နော်ဒီမှာဒီခါမှာနှိတ်ချတဲ့အကြောင်းလေးပြောတဲ့အခါမှာဒီနေ့နောက်ထပ်ဓမ္မရာဆိုရင်နော်စတုထဆောင်အခန်းကြီး9ကိုကျွန်တော်တစ်ချက်လောက်သွားရအောင်။ဓမ္မရာဆိုရင်စတုထဆောင်အခန်းကြီး9ဒီမှာကျွန်တော်တစ်ကနေမှကျွန်တော်စဖတ်ရအောင်တွေ့ပြီလားဖတ်ရအောင်ရှုရိရှင်ဘုရင်ဤဗိုလ်ချုပ်မင်းနေမန်သည်မိမိသခင်ထံမှမျက်နာရသောသူဘုံကြီးသောသူဖြစ်၏အကြောင်းမူကားရှုရိပြည်သည်ထိုသူအဖြစ်အောင်ရသောအခွင့်ကိုထာဝရဘုရားပေးတော်မူပြီးထိုသူသည်ခွန်အားကြီးသောစစ်သူရဲ့ဖြစ်၏တို့ရာတွင်နူနာဆွဲ၏ရှုရိလူတို့သည်အလိုအလျောက်လက်ဖွဲ့၍ခြိသွားစဉ်တွင်ဣသရေလပြည်မှဖမ်းခဲ့သောမိန်းမငယ်တစ်ယောက်သည်နေမန်၏မယားထံ၌ကျွန်ခံရ၏ထိုကျွန်မကလည်းကျွန်မ၏သခင်သည်ရှမာရိမြို့၌ရှိသောပရောဖက်ထံသို့ရောက်ပါစေသောထိုပရောဖက်သည်သခင်၌ဆွဲသောနူနာကိုပျောက်စေလိမ့်မည်မိမိသခင်မအားဆို၏နေမန်သည်မိမိရှင်ထံသို့ဝင်၍ဣသရေလအမျိုးမိန်းမငယ်စကားကိုပြန်လျှောက်၏ရှုရိရှင်ဘုရင်ကလည်းတွားလော့ဣသရေလအရှင်ဘုရင်ထံသို့စာပေးလိုက်မည်အမိန့်တော်အတိုင်းနေမန်သည်ငွေအခွက်100ရွှေအခွက်60အဝတ်10စုံတို့ကိုယူသွား၍ဣသရေလရှင်ဘုရင်ထံသို့မိမိရှင်ဤစာကိုတွင်းလေ၏ထိုစာ၌ပါသောအချက်ဟုမူကားကိုတော်သည်ငါကျွန်နေမန်ဤနူနာကိုပျောက်စေခြင်းကသူ့ကိုဤစာနှင့်အတူငါစေလွတ်သည်ဟုပါသည်ဣသရေလရှင်ဘုရင်သည်ထိုစာကိုကြည့်ပြီးမှမိမိအဝတ်ကိုဆုပ်၍ငါသည်အသက်ပေးပိုင်နှုတ်ပိုင်သောဖျားဖြစ်သောကြောင့်ဤသူသည်လူနုကိုချမ်းသာပေးစေခြင်းကငါထံသို့ဆေလွတ်တလောကြည်ကြလောဤသူသည်ငါကိုအဘယ်များလောက်ရန်ရှာခြင်းသည်ကိုကြည်ကြလောဆို၏ဣသရေလရှင်ဘုရင်သည်စဖတ်ရအောင်နော်မိမိအဝတ်ကိုဆုပ်ဘုရားသခင်လူအေလိရှဲသည်ကြားလင်ကိုတော်သည်အဘယ်ကြောင့်အဝတ်ကိုဆုပ်သနည်းထိုသူသည်ငါထံသို့လာပါလေစေဣသရေလပြည်၌ပရောဖက်ရှိသည်ကိုသိရလိမ့်မည်ရှင်ဘုရင်ကိုမာလိုက်လေ၏ထိုကြောင့်နေမန်သည်မြင်းထားကိုစီးသွား၍အေလိရှဲအိမ်ရှိမှရက်နေ၏အေလိရှဲကတင်သည်သွား၍ယော်ဒန်မြစ်၌9ကြိမ်တိုင်အောင်ရေချိုးလော့အသားပြောင်း၍တန့်ရှင်းခြင်းရှိလိမ့်မည်ဟုလူကိုစေလို့၍ပြောစေ၏နေမန်ကလည်းအကယ်၍ပရောဖက်သည်ထွက်လာမည်ငါနာမှာရက်လျက်မိမိဘုရားသခင်ထာဝရဘုရား၏နာမကိုခေါ်၍မိမိလက်နှင့်သုံးသက်သဖြင့်နူနာကိုပျောက်စေမည်ငါထင်၏โอเคအဲ့မှာခဏရက်အောင်ဒီမှာနေမန်ဆိုတာကဘာလဲရှုရိရှင်ဘုရင်ဗိုလ်ချုပ်ယင်းနေမန်သည်တဲ့မိမိသခင်ထံမှမျက်နာရသောဘုံကြီးသောသူဖြစ်ဆရာကြီးဘာကြောင့်လဲဆိုရင် तू ကရှုရိပြည်ထိုသူကအောင်ရသောအခွင့်ကိုသူ့ကိုဘုရားကဒီနေ့အခွင့်ပေးရတယ် तू ကခွန်အားကြီးတဲ့စစ်သူရဲ့ဖြစ်တယ်တကယ်ဘာလဲဆိုရင် तू ကဒိတ်ကျဲဘာလဲသူကဒိတ်ကျဲနော်တကယ်ဘယင်ရှေ့မှာလဲမျက်နှာသာရတဲ့သူဖြစ်တယ်ခွန်အားကြီးတဲ့စစ်သူရဲ့ဒါပေမဲ့တဲ့သူကဘာဖြစ်သွားလဲဆိုနူပုံနဲ့နူတဲ့အခါမှာသူတို့စစ်တိုက်ပြီးပါလာတဲ့မိန်းမငယ်ပေါ့နော်ခလီမလေးတယောက်ကနေပြီးတော့သူ့ရဲ့မိန်းမထံမှာအလှုပ်တဲ့အခါမှာသူကတိတယ်
သူ့ရဲ့နူနာကိုတဲ့ပျောက်စီနေတဲ့သူတယောက်ရှိအဲ့ဒီမှာတွားလိုက်ပေါ့အားနဲ့လေ तू ကရှင်ဘီဒီမှာတွားပြီးတော့ရှင်ဘီရင်ကလည်းသူ့ကိုချစ်တဲ့ခါမှာမျက်နှာသာပေးပြီးတော့စာရေးပြီးတော့မှဟိုဘက်တိုင်းပြည်ကိုဟိုဘက်ရှင်ဘီရင်ကတော့တွားတွေ့တဲ့ခါမှာဟာငါကလူတွေကိုရှင်စီနိုင်တဲ့လူဟာဒီနေ့ဟိုတကိုးနဲ့ပြည့်စုံတဲ့လူမလို့ငါ့ကိုဒီနူနာပျောက်စရတော့အခွင့်ငါ့ကိုလောက်ခံငါတော့ဒုက္ခရောက်တော့မှာပဲသူအဲ့လိုညီးတယ်ဒါပေမဲ့အဲ့ဒါကို तू ညီးတဲ့ခါမှာဘာသူကြားလဲဆိုတော့အေလိရှဲကကြားသွားတာဖြစ်တယ်အဲ့ဒီအခါမှာဘာလဲဆိုတော့ရှင်းမှာဣသရေလရှင်ဘုရင်ဒီမိမိအဝတ်ကိုဆုတ်တီဟုဘုရားသခင်အေလိရှဲလူကြားလျင်ကိုတော်သည်အဘယ်ကြောင့်အဝတ်ကိုဆုတ်တီထိုသူသည်ငါထံသို့လာပါလေစေတဲ့ဣသရေလပြည်၌ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟုရှင်ဘုရင်ကိုမာထို့ကြောင့်နေမန်သည်မြင်းထားစီးကိုတွားပြီးမှအေလိရှဲအိမ်ကိုသူရောက်သွားတယ်မြင်းထားကြီးမောင်းပြီးရောက်သွားတယ်ဟိုရောက်မှသူရက်နေတယ်သူကဆရာကြီးနော်သူရဲ့မျောလင်းတဲ့အရာကဘာလဲသူကားတဲ့အဲ့ဒီမှာအေလိရှဲကဘာလဲအေလိရှဲကတင်ဒီတွား၍တဲ့ယော်ဒန်မြစ်၌9ကြိမ်တိုင်အောင်ရေချိုးလို့အသားပြောင်း၍တန့်ရှင်းလိမ့်မည်ဟုတဲ့ပြောလိုက်တယ်ဒါပေမဲ့သူကိုယ်တိုင်ထွက်ပြောတာမဟုတ်ဘူးနော်လူကိုစေလွတ်ပြီးမှပြောခိုင်းလိုက်တယ်အဲ့ဒီခါမှာတကယ်တော့ရှင်ဘုရင်ရှိမှဒိတ်ဒိတ်ကျမျက်နှာရနေတဲ့သူတကယ်စစ်ဘိုလ်ချုပ်တကယ်ခွန်အားကြီးတဲ့စစ်သူရဲကသူ့ကိုဒီလိုလှုပ်လိုက်တော့ तू နည်းနည်းတော့ तू စိတ်ထဲမှာကတိကောက်ဖြစ်တယ်ဒီလူကဘာဖြစ်လို့ငါ့ကိုဒီလိုလုပ်ရလဲ तू စိတ်ထင်တာပါလဲဆိုတော့နေမန်ကလည်းအကယ်၍ပရောဖက်ဒီထွက်လာမယ်ပရောဖက်ကသူ့စီထွက်လာလိမ့်မယ်ငါအနာမှာရက်ပြီးတော့မားတယ်မိမိဘုရားသခင်နာမကိုပြီးမှမိမိလက်နဲ့တက်တက်ဖြစ်တယ်သူ့ရဲ့အနာပျောက်စေနူနာပျောက်စေ तू ထင်တယ်သို့တော်လဲတဲ့ तू ကဘာလဲဘာပြောလိုက်ဆိုငါထင်ဤဓမ္မသက်ပြည်နိုင်တဲ့အာဗနာမြစ်ဖာမြစ်တို့သည်ဣသရေလမြစ်အလုံးစုံတော့တာ၍ကောင်းသည်မဟုတ်လို့ तू ပြောတဲ့အာဗနာမြစ်နဲ့ဖာမြစ်တွေကအဲ့ဒီမှာလဲအကောင်းတဲ့မြစ်ပဲဘာဖြစ်လို့အဲ့ဒီမှာငါ့ကိုသွားလုတ်ခိုင်းတာ तू နည်းနည်းတော့စောရကတက်ချင်လာတယ်။ तू စောရကတက်ချင်လာတယ်။အဲ့ဒါကဘာလဲဆိုလူကမာနကြီးကျင်တဲ့သဘောတရားကိုပြတာဖြစ်တယ်။ तू ကဘာလဲစစ်ဘိုလ်ချုပ်တကယ်ဖေဟိုဘယင်နေရှေ့မှာတိုင်းပြည်မှာမျက်နှာသာရတဲ့သူဟုတ်တယ်။အဲ့ဒီကမှာငါ့ကိုများဆိုမှ तू စိတ်ထဲမှာဝင်လာတယ်။ तू တကယ်လို့အဲ့ဒါ तू မာနကြီးပြီးတော့ဒီလူကငါ့ကိုတော့ငါ့ကိုမယုံမသိမလေးစားနဲ့လာထွက်မှမပြောဘဲနဲ့ तू ပြန်သွားတယ် तू တင်းပြန်သွားတယ်ဆိုသူ့ရဲ့နူနာပျောက်စရာအကြောင်းမရှိဘူးအဲ့ဒါဘာကိုပြတာလဲနှိမ့်ချခြင်းဘလောက်ပဲဒိတ်ဒိတ်ကျဲအောင်မြင်နေတဲ့သူဖြစ်နေဘလောက်ပဲဖခင်အသုံးပြုနေတဲ့သူဖြစ်ပါစေနှိမ့်ချခြင်းအတ္တတာရှိရတယ်ဒါမှချီးမြှောက်ခြင်းကိုခံရတာဖြစ်တယ်ကျွန်တော်တို့ရဲ့တက်တော်မှာလည်းအခုဖခင်သခင်ကျွန်တော်တို့တုံးနေတာနည်းနည်းလေးပဲရှိသေးတယ်ဒီခါလေးမှာကျွန်တော်ထောင်ဖြစ်ခြင်းတယ်တရားတွေအရင်ဟောလာရတဲ့ခါဟောငါ့ကိုတော်တော်ဟုတ်တယ်လို့ဘာလို့လဲဒီခါလေးမသိဘူးလို့သိတယ်လို့လဲခြေလွတ်ကခြေထောက်တွေအောက်ကနေလွတ်သွားခြင်းတဲ့ဒီခါဒီမှာလေးလာထားတဲ့အရာတွေနဲ့ဟောတကယ်ကိုက်ဝิญဉ်တော်ကအရှင်အဟုန်နဲ့ပြောခိုင်းလိုက်တဲ့အချိန်မှာအဲ့ဒီခါမှာအရှင်တကိုးတွေပါလာတဲ့ခါမှာပြန်ပြီးမှအဲ့ရာတွေမှာရောက်တဲ့ခါအိုးငါဒီနေ့ဝင်လာလိုက်တော်တော်အရှင်ပါလာငါတော်တော်လေးတော့ဖះအသုံးပြုနေပြီဝင်လာတတ်တယ်နော်ဝင်လာတတ်တယ်အဲ့ဒါကဘာလဲဆိုမာနကြီးခြင်းရဲ့အစအဲ့ဆိုရင်တော့ကျင်းသေးတာကမကြခင်မှာလွန့်ပစ်ခြင်းခံရလွန့်ပစ်ခြင်းခံရမှုများတယ်မာနကြီးတဲ့သူကဘုရားသခင်ဆက်ဆုပ်ယွန်ရှာတယ်တဲ့ဒီမှာသူ့ရဲ့တက်တာမှာတော့သူကငါရှိမှမတက်လေးလာရက်ပြီးတော့မှဆရာကြီးကျွန်တော်ဆုတောင်းပေးပြရစီနော်ဆုတောင်းအသားထိလို့ရလားယေရှုနာမနဲ့ဆုတောင်းပေးမယ်ဆိုတဲ့အရာကိုသူကလိုချင်တာသူ့ရဲ့ဖခင်ရဲ့နာမနဲ့ဆုတောင်းပေးမယ်အရာအဲ့ဒီနူနာပြောက်မယ်ဆိုတဲ့အရာကိုသူကမျှော်လင့်ထားတာပြီးတော့မှနောက်ထပ်တကယ်ကောင်းပြီးမြစ်တွေမှာရေသွားစိန်ခိုင်းလေတကယ်ကောင်းတဲ့တန့်တဲ့မြစ်တွေမှာရေသွားစိန်ခိုင်းမဟုတ်ဘူးသူပြောတဲ့နေရာကိုပဲတွားရတယ်ဒီကောင်းဘာကောင်းလဲမပြောင်းနေပါစေကွာမာနထောင်ပြီးတော့ဒိုးသွားလိုက်နန်းတော့ပြန်သွားလိုက်သူ့နူနာဘယ်တော့မှပြောင်းမှာမဟုတ်တော့ဒါပေမဲ့သူတကယ်လှုပ်ဆောင်တယ်ဒီမှာကြည့်နေမန်ဒီတွားရဖျားသခင်ဤလူစီရင်သည့်အတိုင်းတဲ့ယော်ဒန်မြစ်၌ကို9ကြိမ်နှစ်တစ်ပြည့်သူ၏အသားသည်သူငယ်၏အသားကဲ့သို့ပြောင်း၍တန့်ရှင်းခြင်းသို့ရောက်၏တဲ့လားနာခံခြင်းနဲ့လှုပ်ဆောင်လိုက်တဲ့အမှုကြောင့်မှာကိုယ့်အကိုဘာကောင်းကြီးပဲဖြစ်နေမြတ်မင်းစစ်သူရဲ့ဘယ်နှရာကိုပဲဘယ်နှထောင်ကိုပဲဘယင်ရှိမှမျက်နှာသာရတဲ့သူပဲဖြစ်တယ်မျက်နှာပေးခြင်းခံရသူပဲဖြစ်နေပါစေနှိမ့်ချခြင်းမရှိရင်တော့သူ့နူနာပြောင်းမှာမဟုတ်
ကျွန်တော်အသက်တာမှာမာနထောင်လာခြင်းရှိလာရင်ဒီနူနာတွေဖြစ်လာလိမ့်မယ်ဒါပေမဲ့အပြင်ပိုင်းကိုပြောတာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာဝိညာဉ်ရေးပိုင်းရာဆိုင်ရာကိုပြောတာဖြစ်တယ်ဒီမှာသူကဘလို့လူပဲဖြစ်လိမ့်ကစားဒီနေ့ဘလို့လူကဘလို့ပြောနှိတ်ချခြင်းနဲ့တွားရောက်လှုပ်ဆောင်လိုက်တဲ့အပေါ်မှာသူ့ရဲ့နူနာပျောက်သွားတယ်လာထွက်ပြောတဲ့ကောင်ကလည်းအိမ်မှာအလုတ်ခိုင်းတဲ့ကလေးဖြစ်ကောင်းဖြစ်နေနှိတ်ချခြင်းဆိုတာအဲ့ဒါပြောခုနကကျွန်တော်ပြောရလေကိုယ့်ရဲ့အာဏာချက်ကိုမြင်ပြီးတော့မှလာပြောပြတဲ့သူဘသူမဆိုကိုကအဲ့ဒီကိုယ့်ရဲ့အာဏာချက်ကိုပြန်မြင်ပြီးတော့မှအဲ့ဒီလာပြောတဲ့သူရဲ့စကားအပေါ်မှာလိုက်လျှောက်အသက်ရှင်တတ်တော်သူကနှိတ်ချတော်သူဖြစ်တယ်နော်ကျွန်တော်ဘယ်သူမှမပြောတော့ပါဘူးကျွန်တော်ဆိုရင်လည်းကျွန်တော်ကိုတွေ့တဲ့အခါမှာပြောလို့ရတယ်ဆရာတရားဟောတဲ့ပုံစံကမှသွားလာလှုပ်ရှားတဲ့ပုံစံဥပမာပေါ့ပုံစံကအချိုးတော့မကြဆရာဒီလိုမျိုးလှုပ်လိုက်ရင်ကောင်းမယ်နော်ဆရာဒီလိုလေ့လာပြီးမှပြောရင်ကောင်းမယ်လာပြောရင်လည်းကျွန်တော်လက်ခံမယ်ဘာဖြစ်လဲဆိုရင်တော့ကောင်းတဲ့အရာပြောတဲ့အရာဖြစ်တဲ့အတွက်ဒီနေ့နှိတ်ချခြင်းဆိုတဲ့နှလုံးသားကတော့ကိုယ့်စီမှာရှိတဲ့သူဖြစ်တဲ့အတွက်အဲ့ဒီအရာကိုကိုယ်လက်ခံပြီးတော့မှကိုယ်လည်းအသက်တာကိုပြုပြင်ရတယ်ကျွန်တော်တစ်ခါလေးမှတကယ်ပြောတာကျွန်တော်တို့တော်တော်များများကျွန်တော်က ministry အရင်ကလည်းပါဝင်ခဲ့ဘူးတဲ့အခါမှာဆရာသမားတွေရဲ့ဥမာ ministry မှာဥဆောင်တဲ့ဆရာသမားတွေရဲ့မျက်နှာသားကိုရတဲ့သူဆိုရင်ကျန်တဲ့သူစကားနားမထောင်ချင်တော့အမှုတော်ထဲမှာသွာလာနေလို့ပြောနေပေမဲ့နှိတ်ချတဲ့အသက်တာမရှိဘူးဘေးပတ်ဝန်းကျင်မှာသူတို့အကြောင်းတွေပြန်ကြားရတဲ့အခါမှာမကောင်းတဲ့အရာတွေပဲဖြစ်နေဘာကြောင့်လဲသူတယောက်တည်းမဟုတ်ဘူးအဲ့ဒါကအဲ့ဒီလှုပ်လိုက်တဲ့လူတယောက်မဟုတ်ဘူးနဲ့အဲ့ဒီပတ်ဝန်းကျင်မှာရှိနေအတူတကွလက်တွဲလှုပ်ဆောင်တဲ့အမှုတော်ဆောင်တွေကိုပါထိခိုက်တယ်ကိုယ့်ရဲ့ရှိနေတဲ့ ministry ကိုပါထိခိုက်တယ်ကိုယ့်ကိုလက်တွဲခေါ်နေတဲ့ဝိညာဉ်ခေါင်းဆောင်တွေကိုပါထိခိုက်စေနိုင်တယ်ဘာလဲဆိုတော့ဘူးကလန်နဲ့လူကပေးကမ်းခြင်းအကြောင်းတွေတော့ပြောအတင်းတော့မဟုတ်ပြီကျွန်တော်ဥဆောင်မယ်ကျွန်တော်ဥဆောင်မယ်ဘုံမှာတော့ပေးလေပစ္စည်းရလေများလိုချင်တဲ့ခါမှာဝင်းလူတွေကလက်တွေပါဖြတ်ရိုက်လေနေတက်တာမနေပြောတော့နေချခြင်းနဲ့တွိုင်းမှာအစေခံမယ်ပြောပြီးတော့မှလှုပ်လိုက်တဲ့အမှုအကျင့်ကဘာဖြစ်နေဆိုရိုင်းပြတဲ့အမှုအကျင့်ဖြစ်နေဒီအရာတွေသတိထားရတယ်ကျွန်တော်ကတစ်ခါလေးမှလေပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အမှုလေးတသေးလေးတစ်ခုဖြစ်ပေမဲ့အဲ့ဒီတသေးလေးကလူတစ်ယောက်ကိုဘဝတစ်ခုလုံးတည်းထိခိုက်သွားစေနိုင်တယ်မိသားစုတစုရဲ့ဘဝတွေကိုထိခိုက်သွားစေနိုင်တယ်စကားလုံးကြောင့်အပြုအမူကြောင့်ဒါလေးကိုသဘောပေါက်ရအောင်ကျွန်တော်လောကမှာရှိတဲ့စကားတွေလည်းသင်ကြားတဲ့စကားတွေမြောက်များစွာရှိတယ်ကျွန်တော်ငယ်ကစာသင်ခဲ့တဲ့အရာတွေများစွာရှိတယ်အဲ့ဒီအရာတွေနဲ့ကျွန်တော်တို့အခုသိတဲ့နှုတ်ကပတ်တော်ရဲ့ knowledge နဲ့ကျွန်တော်ပေါင်းဆက်လိုက်ရင်ကျွန်တော်အသက်တာက share ဖြစ်မှာဒါလေးကိုသတိပြုပါကျွန်တော်မနက်ကဒီနေ့အစည်းအဝေးမှာပြောတယ်လှုပ်လိုက်တဲ့အရာတေးသေးလေးတော့တချင်းတွေတောင်ရေးတောင်မှလိပ်ပြာကဟိုးဘက်အမေရိကလောက်နေလိပ်ပြာလေးတစ်ချက်အတောင်မှန်ခတ်လိုက်တဲ့အရာကလေစဖြစ်လာရင်လည်းလေပွေမူတိုင်းတွေတောင်ဖြစ်သွားနိုင်တယ်လေတေးသေးလေးစကလုံးတစ်လုံးကတင်ပြောလိုက်တာဘာမှမဟုတ်ဘူးပြောလိုက်ပေမဲ့လေမုံတိုင်းလိုမျိုးမိသားစုတွေကိုဖြိုဖျက်သွားစေနိုင်တဲ့အခြေအနေတွေညောင်းများစွာရှိတယ်အဲ့ဒါကဘာလဲငါဆိုတဲ့မာနရှိကြုံငါပြောတာအမှန်ပဲလေမဟုတ်ဘူးလားအဲ့ဒီအပေါ်မှာအခြေခံနေတဲ့အတွက်အဲ့လိုမျိုးပြောထွက်တာငါပြောတာကမှအမှန်ငါသိထားတာကမှအမှန်အဲ့ဒီအရာမှာငါဆိုတဲ့အရာကိုခြေဖျက်ပြောပလိုက်တာပြောပလိုက်တဲ့ခါမှာခံရတဲ့သူကကြတော့ခုနမျိုးတေးသေးလေးဆိုပေမဲ့မုံတိုင်းကဲ့သို့မိသားစုတွေကိုဖြိုဖျက်သွားစေနိုင်တယ်ဒါကြောင့်ကျွန်တော်အသက်တာမှာနှိမ့်ချခြင်းနှလုံးသားကိုကျွန်တော်တို့ယူတင်ဝတ်ဆောင်ရအောင်နှိမ့်ချသောအသက်တာနဲ့ဒီနေ့ဖခင်ရဲ့အမှုကိုဆောင်ရအောင်နှိမ့်ချသောအသက်တာနဲ့ဒီနေ့ဖခင်ဘုန်းတော်ထင်ရှားသောသူတွေဖြစ်ကြရအောင်เนาะကျွန်တော်နှုတ်ဘက်တော်လေးစကြည့်ရအောင်ဒီမာနထောင်လွှားခြင်းနှိမ့်ချခြင်းနဲ့မာနထောင်လွှားခြင်းဆိုတာကဒွန်တွဲနေနော်တင်မနှိမ့်ချနိုင်ဘူးဆိုရင်ထောင်လွှားနေတာပဲဟုတ်လားခုနပြောလို့ငါအမှန်လေငါအပေါ်ခုနတော့နှိမ့်ချခြင်းဆိုတော့ဘာလဲကိုဖြစ်ခြင်းတဲ့အရာကိုချိုးနှိမ်ပြီးတော့မှ तू ဖြစ်ခြင်းတဲ့အရာ तू ပြောတဲ့အရာပေါ်မှာငါတို့ကလိုက်လျှောက်ပြီးခြင်းကအဲ့ဒါကနှိမ့်ချတော်သူရဲ့အသက်တာကျွန်တော်အဲ့လိုပြောကြတယ်ဟုတ်လားခုနပြောတယ်ကိုအလိုထက်သူတို့များရဲ့အလိုကိုဆောင်ပေးခြင်းအဲ့ဒါကနှိမ့်ချခြင်းဒီမှာမာနထောင်လွှားခြင်းကြတော့မာနထောင်လွှားခြင်းကတကယ်တော့အန်တရယ်ရှိတယ်နော်ဒီမှာကျွန်တော်နှုတ်ဘက်တော်မှာအများကြီးတွေ့ဘူးတယ်ဒီတစ်ပေ9ထဲမှာလည်းအဲ့ဒီအကြောင်းအရာလေးပြောထားတယ်ပြီးတော့မှဒံယေလအခန်းကြီး4အခန်းငယ်35မှာလည်းအဲ့ဒီမာနထောင်လွှားခြင်းနဲ့ပတ်သက်တဲ့ကျွန်တော်မဖတ်တော့ဘူးအဲ့ဒီအကြောင်းအရာလေးပြောတော့ပြန်ပြီးမှဖတ်ကြည့်ပါနော်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာကယေရှုခရစ်တော်တော်မှနှိမ့်ချခြင်းကိုကျွန်တော်တို့အတကယ်ပြခဲ့တယ်အစိုးဆုံးဖြစ်တဲ့ဘာလဲ
ကျွန်နေလှုပ်တဲ့အရာကိုသူကလှုပ်ပြပေးခဲ့တာဘာလဲဆိုတော့ခြေဆေးခြင်းကျွန်တော်တို့မှခြေဆေးခြင်းမပြောနဲ့ပကံဆေးခြင်းတော့မှကျွန်တော်မသွားနိုင်သေးဘူးတယောက်ကစကားလေးတစ်လုံးတင်မိလိုက်ရင်အဲ့စကားတစ်လုံးအပေါ်မှာခံစားပြီးတော့မှပျောက်ပြတ်သွားတဲ့အချိန်တွေနိုင်တွေမြောက်များစွာရှိတယ်ပြောတော့သမီးတို့ကနှိတ်ချတယ်သားတို့ကနှိတ်ချတယ်ကျွန်တော်တို့ကနှိတ်ချတယ်ပြောပြီးတော့မှနှိတ်ချခြင်းဆိုတဲ့အရာကိုမမြင်နေရဘူးဒီမှာရှိတဲ့သူတွေတော့မပါဘူးမဖြစ်ဖို့ရန်အတွက်လည်းအမြဲတမ်းဆုတောင်းပေးတယ်လုံးဝလည်းမဖြစ်ဘူးနှိတ်ချတဲ့သူတွားတဲ့နေရာတိုင်းမှာမျက်နှာပွင့်လန်းတဲ့သူဖြစ်မယ်အာမင်နှိတ်ချခြင်းအတ္တတာကိုဒီနေ့လူတိုင်းတယောက်ချင်းစီတိုင်းအတ္တတာမှာမြင်တွေ့ရမယ်အာမင်ဘာကြောင့်လဲဆိုဒီမှာရှိတဲ့သူတွေကတကယ်နှုတ်ကပတ်တော်ကိုဆွဲလန်းတော်သူစာငတ်တော်သူအမြဲတမ်းနှလုံးတူထားတဲ့လူဖြစ်တဲ့အတွက်အခြားအရာတွေကတူဖို့အချိန်နေရာမရှိဘူးအာမင်ဟာလေလုယာကြည့်လိုက်တာနဲ့သူ့အကြောင်းပဲပြောနေရမယ်စကားဝိုင်းထဲမှာဒီလူရဲ့အကြောင်းပါနေရမယ်ဘာကြောင့် तू ကလေနှိတ်ချတယ်နော်နှိတ်ချလို့နှိတ်ချသွားတာမဟုတ်ဘူးနော်သူတွေကအဲ့လိုတခါတည်းမှာလူများရဲ့အမှုကိစ္စတွေလုပ်ပေးရတယ်ဆိုရင်ငါအောက်တယ်ကွာအောက်တယ်ကွာလို့ထင်တတ်တယ်နော်အဲ့ဒါကဘာလဲအဲ့ဒါမာနကြီးနေတာဒီຢာလေးလှုပ်ပေးလိုက်လို့လေအตาလည်းပဲ့မပါသွားဘူးအဲ့ဒီအရာကဥမာကိုယ်စိတ်ထဲမှာနှိတ်ကြတယ်လို့ထင်မယ်ဘုရားသခင်ရဲ့ရှေ့မှာကတင်ကအိုးနှိတ်ချတဲ့နှလုံးသားနဲ့နူးညံ့သိမ်မွေ့တဲ့သဘောရှိပါလားဘုရားကမြင်တာလူရဲ့ပတ်ဝန်းကျင်မှာမြင်တဲ့အရာတွေကိုတင်သွားလို့ရင်တော့တင်တော်နဲ့နှိတ်ချနိုင်မှာမဟုတ်ဘူးဘာဖြစ်လဲဆိုတော့အခုဥမာဒီမှာပေါ့ဆရာရွှေတို့ဒီမှာခေါင်းဆောင်နေရာနေနဲ့လာလို့ရတယ်ဒီခါလေးဆရာရွှေတို့မှာမားတဲ့အရာတွေလည်းရှိကောင်းရှိနိုင်မယ်တုံတင်တဲ့အရာတွေကကိုယ့်ရဲ့စိတ်နေသဘောထားနဲ့မကိုက်တဲ့အရာတွေဖြစ်တဲ့အခါမှာမနာခံခြင်းကြဘူးမနှိတ်ချခြင်းကြောင့်နှိတ်ချခြင်းနှလုံးသားကမရှိခြင်းဘူးဘာဖြစ်လဲ तू တော်မှမနေ့တနေ့မှာဆရာဖြစ်လာတာငါသူ့အတွက်ဘာလို့လှုပ်ပေးရမှာလဲဆိုတဲ့အနေထားမျိုးရှိရင်တင်အဲ့ဒါအန်ဒီရဲ့များတယ်အန်ဒီရဲ့ရှိတယ်ဘာဖြစ်လို့ဆိုတော့မာနဝင်နေပြီလူကတော့ဒီမှာရှိတဲ့သူအကုန်လုံးကျွန်တော်မှအစားတယောက်မှဘာမှမဟုတ်ဘူးဘုရားသခင်ရှေ့မှာကဘာမှမဟုတ်ဘူးဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာသူ့ရဲ့နယ်ပယ်အသီးသီးမှာဥဆောင်ခွင့်ရှိနေတာအဲ့ဒီအရာပေါ်မှာကျွန်တော်နှိတ်ချခြင်းနဲ့ဆက်သွားမယ်ဆိုရင်အသင်းအဖွဲ့လူငယ်လားနှိတ်ချခြင်းအကုန်သွားတိုးတက်မယ်အသင်းတော်လားတိုးတက်မယ်အဖွဲ့အစည်းလားတိုးတက်မယ် ministry လားတိုးတက်မယ်ဘာဖြစ်လို့လဲနှိတ်ချတဲ့သူကိုဘုရားကချီးမြှောက်တယ်တဲ့ဒီအရာလေးကိုသိဖို့ရန်အရင်ရေးကြည့်တယ်ခုနပြောတဲ့နှုတ်ကပတ်တော်ပါလဲတုတ်တဲ့24မှာသူစိတ်နှိတ်ချခြင်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့်စီးစိမ်ဂုဏ်အသရေအသက်ကိုရတတ်၏နှိတ်ချခြင်းမှာဘာရှိတယ်ဆိုဂုဏ်ရှိတယ်နှိတ်ချသွားလို့နှိတ်ချသွားမို့ဂုဏ်အသရေဆိုတဲ့အရာကိုဘုရားကပေးတာဘုရားကိုယ်တိုင်နာမည်တက်ပေးတာဘုရားကိုယ်တိုင်သွန်းလောင်းပေးတဲ့အရာကဘယ်အရာနဲ့မှလဲလို့မရဘူးတချို့ကလူတွေရဲ့အပြောကောင်းတာခံချင်ဖို့ရန်အတွက်ပဲအလုပ်လုပ်တဲ့သူတွေမြောက်များသွားရှိတယ်လူတွေအကောင်ပြောဟော तू ကတော်လိုက်တာနော် तू ကတော်လိုက်တာနော်ကြား तू ကတော်လိုက်ဟုတ်ပြီငါကတော်လိုက်တာနော်ငါကတော်လိုက်တာတစ်ချက်ပြောနည်းနည်းထောင်တစ်ချက်ပြောနည်းနည်းထောင်နဲ့အပေါ်ရောက်ရင်အကျန်းလီချမ်းနဲ့တွေ့မယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီစိတ်နေသဘောထားနဲ့အသက်ရှိပြီးတော့မှဒီနေ့ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားသောသူတွေဖြစ်ကြရအောင်ကျွန်တော်ပြင်ဆင်ထားတော့အများကြီးပဲကျွန်တော်ပြောနေဘယ်တွေရောက်သွားမယ်မသိဘူးနော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်နော်ခဏနော်ကျွန်တော်ပြောပြမယ်နောက်တစ်ခုပေါ့နော်ဒီမှာအဲ့ဒီဘာကြောင့်မို့ချီးမြှောက်ခြင်းခံရတယ်လို့ပြောရင်ယေရှုခရစ်တော်နဲ့ပဲကျွန်တော်ကနိုင်ပြမယ်နော်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့စံနမူထားတဲ့ပုဂ္ဂိုလ်သူကလောကမှာလာရောက်အသက်ရှင်တဲ့အခါမှာနှိတ်ချခြင်းအစေခံခြင်းနဲ့လာရောက်အသက်ရှင်တဲ့အခါမှာခမည်းတော်ရဲ့ချီးမြှောက်ခြင်းကိုသူကခံရတယ်အဲ့ဒါဖိလိပ္ပိနေ့အခန်းကြီး6:9မှာပြောထားတဲ့အကြောင်းအရာထိုသခင်သည်ဖျားသခင်၏တဒံတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍သူကလည်းဖျားသခင်ပဲဖျားဖြစ်လင့်ကစားလောကမှာလာရောက်အသက်ရှင်တဲ့အခါမှာနှိတ်ချခြင်းနဲ့သူအသက်ရှင်တယ်ဖျားသခင်နှင့်ပြိုင်သောအမှုကိုအလူခြင်းဟုအမှုဟု၍မထင်မမှတ်လျက်ပင်မိမိအတရေကိုစွန့်ရတဲ့အစေခံကျွန်ဤတဒံကိုယူဆောင်လျက်လူကဲ့သို့သောအပြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထို့သောဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်အသေးခံခြင်းသာမဟုတ်တဲ့လဝါကားထဲမှာအသေးခံခြင်းတိုင်အောင်အစေခံကျွန်ဤကိုနှိတ်ချတော်မူ၏နှိတ်ချတော်မူ၏နှိတ်ချတဲ့နှလုံးသားအတမို့တဲ့သူ့ရဲ့ခမည်းတော်ဘုရားကပါလေထို့ကြောင့်ဘုရားသခင်သည်တဲ့ကိုတော်ကိုအလွန်ချီးမြှောက်၍ဘွဲနာမတကာတို့ကြီးမြတ်သောဘွဲနာမကိုပေးသနာတော်မူ၏အာမင်ဒီနေ့လောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာလဲဘုရားကကျွန်တော်တို့ကိုအကြီးအကျယ်ချီးမြှောက်ချင်တာတ
ဒါပေမဲ့ချီးမြှောက်လို့မရတဲ့အကြောင်းအရင်းကမနှိမ့်ချတဲ့စိတ်နှလုံးသားအဲ့ဒီစိတ်နဲ့တဘောထားကြောင့်ကျွန်တော်ချီးမြှောက်ခြင်းမခံအခုကိုစဉ်းစားကြည့်ငါတော်ငါချီးမြှောက်ခြင်းခံနေရပြီလားရှိနေတဲ့နေရာမှာငါချီးမြှောက်ခြင်းခံနေရပြီလားငါလုပ်တဲ့အမှုတွေဖခင်အထားတဲ့ငါအပေါ်မှာထားထားတဲ့အမှုတွေကဒီနေ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေခေါင်းဆောင်တွေရဲ့အမြင်မှာအရာထင်နေပြီလားဒါလေးအရင်ရေးကြည့်တယ်ဒါလေးအရင်ရေးကြည့်တယ်ဘာကြောင့်မို့ကျွန်တော်တို့ကဒီမှာချီးမြှောက်ခြင်းမခံရသေးတာလဲချီးမြှောက်ဖခင်ရဲ့အကြီးမားဆုံးအသုံးပြုခြင်းမခံရသေးတာဆိုကျွန်တော်တို့အထဲမှာစိတ်နေသဘောထားကဒီနေ့မာနကြီးခြင်းလေးတွေရှိနေသေးလို့ဒါပေမဲ့အဲ့ဒီမာနကြီးတဲ့စိတ်ကနော်ကိုတတ်လို့မရဘူးကျွန်တော်ပြောဇာတိဆိုတာကတင်အသက်ရှင်နေစေအဲ့ဒီဇာတိစိတ်ကရှိနေပြီသားတင်အသက်နဲ့ခန္ဓာနဲ့ဦးစားကွဲသွားတဲ့အချိန်ကျမှအဲ့ဒီဇာတိစိတ်ဆိုတာမရှိတော့တာဒါပေမဲ့လောကမှာအသက်ရှင်တဲ့ကောင်ဇာတိရှိအဲ့ဒီဇာတိကိုတင်အနိုင်ယူလို့ရတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဝိညာဉ်နဲ့ဆိုင်တဲ့အရာကိုတင်ထည့်ထားတာဖြစ်တယ်ဇာတိနဲ့ဆိုင်တဲ့အရာကိုလစ်လူရှုရတာဇာတိနဲ့အရာကိုဆိုင်တဲ့အရာကိုတင်လစ်လူရှုနိုင်ပြီဆိုရင်ဝိညာဉ်နဲ့ဆိုင်တဲ့အရာကနေရာယူသွားလိမ့်မယ်လစ်လူရှုရတာ ignore လုပ်ရတာကိုကတခါလေးမှာဇာတိနဲ့တုတ်ပြန်တတ်တဲ့ကိုယ့်ရဲ့တရက်တာအသက်ရှင်ခြင်းမှာများစွာရှိတတ်တယ်။အော်မယ်ငေါ့မယ်ပြောတတ်တဲ့အရာရှိအဲ့ဆိုအဲ့ဒီအော်မယ်ငေါ့မယ်ဆိုတဲ့အရာကိုလစ်လူရှုထားလိုက်ချစ်မယ်မေတ္တာပြမယ်ဆိုတဲ့အရာကိုထည့်လိုက်အဲ့ဆိုရင်အဲ့ဒီအရာကမရှိနေတာမို့ရှိသေးတယ်ဒီဘက်နောက်မှာကြံခဲ့ပြီ။တင့်နဲ့အတူရှိနေတာကချစ်မယ်မေတ္တာပြမယ်ဆိုတဲ့အရာကတင့်အထဲမှာကျန်နေခဲ့တာ။အာမင်။အဲ့ဆိုရင်ကျွန်တော်တို့ရဲ့တတ်တာမှာကဒီနေ့ဖခင်ရဲ့ချီးမြှောက်ခြင်းတွေကလက်တကမ်းလေးမှာပဲကျွန်တော်တို့နှိတ်ချသောနှလုံးသားနဲ့အသက်ရှင်တတ်ဖို့ပဲအရင်ရေးကြတာဖြစ်တယ်ဒါကြောင့်မို့နော်ခုနပြောတဲ့ဘွဲနာမတကာထုတ်တဲ့ဘုရားသခင်ကယေရှုခရစ်တော်ကိုကြီးမြတ်တဲ့ဘွဲနာမနဲ့ချီးမြှောက်တယ်လောကမှာလည်းကျွန်တော်တို့အရောက်ချီးစီတာကိုဘုရားသခင်နဲ့အောင်ပွဲကိုအစဉ်ခံစေခြင်းတာဘုရားသခင်ကကျွန်တော်ကိုယေရှုခရစ်တော်နဲ့အတူအောင်ပွဲကိုအစဉ်ခံစေခြင်းက၎င်းတင်းနေရအလွတ်ကြတယ်ထိုသခင်ကိုတိခြင်းအမွေးကြိုင်သည်အရက်ရက်တို့၌နန့်ပြားစေခြင်းက၎င်းပြုတော်မူသောဘုရားသခင်ဤဂျေဇုတော်ကိုချီးမွမ်းခြင်းရှိစေတည်းတဲ့ချီးမွမ်းခြင်းရှိစေတည်းဆိုတာလူများတွေကချီးမွမ်းတာဘုရားသခင်ရဲ့ဂျေဇုကိုသူ့ကြည့်ပြီးမှကို့ကြည့်ပြီးမှကိုကဟာဒီနေ့ကြည့်လိုက်ရင်သူ့ရဲ့စိတ်လုံးသားကနူးညံ့လိုက်တာနော်လူတွေတယောက်နဲ့အတယောက်ပေါ်မှာ तू မေတ္တာပြနိုင်လားနော်ဘာကြောင့်လဲသူ့အထဲမှာရှိတဲ့ယေရှုခရစ်တော်ကနေရယူပြီးအသက်ရှင်နေလို့အဲ့ဒီခါမှာဒီနေ့အဲ့ဒီအသက်ရှင်တဲ့ဘုရားကိုလူတွေကချီးမွမ်းထောမနာပြုတာဖြစ်တယ်အဲ့ဒါကဘာကိုခေါ်လဲဆိုအမွေးအကြိုင်လို့ခေါ်တယ်အာမင်ကြောက်တဲ့နေရာတိုင်းမှာဒီလိုဖြစ်တာမဟုတ်ဘဲနဲ့မွေးလိုက်တာကွာနော်အဲ့လိုလေးဖြစ်ဖို့ရတော့အရင်ကြီးတယ်အဲ့ဒါကလည်းနော်ချီးမြှောက်ခြင်းမချီးမြှောက်ခြင်းခုနကျွန်တော်ပြောပါပြီနှိတ်ချခြင်းမာနကြီးခြင်းနဲ့အရင်ဆိုင်တာဖြစ်တယ်နော်ကျွန်တော်ဒီနေ့တော့ကျွန်တော်ပြင်ဆင်တာတကယ်အများကြီးကျွန်တော်ဘယ်ပြောလို့ဘယ်ရောက်နေမှမသိကျွန်တော်လည်းBible study ကတောင်းတော့မပေးတတ်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့ဆက်လို့ရမနားလဲသလောက်လေးပေါ့เนาะကိုယ့်ရဲ့ဖခင်ရဲ့ဖွင့်ပြခြင်းရှိတဲ့အခါမှာလဲကိုကအဲ့ဒီအရာလေးကိုမှတ်ထားပါเนาะအဲ့တဆင့်ကနေကိုလည်းတစ်ချိန်မှာဒီရှိမှလာပြီးတော့မှ Bible study ဝင်ရတယ်လို့ဖြစ်လာမှာအဲ့ချိန်လဲဥထိအထက်မဖြစ်တော့ဘူးပေါ့เนาะအဲ့လေးတွေကျွန်တော်တို့အဓိကကျွန်တော်ပြောချင်တဲ့အရာကျွန်တော်တို့မိသားစုတွေကနှိတ်ချသောနှလုံးသားနဲ့အသက်ရှင်ရှောင်လန်းတတ်သောသူတွေဖြစ်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်လည်းငယ်ပြောကြားခြင်းဖြစ်တယ်နော်နှိတ်ချသောသူကိုဘုရားကချီးမြှောက်တယ်အာမင်ခုနဖတ်ပါတဲ့တုတ်တန်ကျမ်းမှာပြောထားတယ်ဆိုတော့စိတ်နှိတ်ချခြင်းသာရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့်တဲ့စီးစိမ်ဂုဏ်အသရေကိုအသက်ကိုရတတ်၏အာမင်ဒီຢာတွေအားလုံးနဲ့ရှိဖို့ဆိုရင်ပြည့်စုံဖို့ဆိုရင်ကျွန်တော်တို့ဘက်ကလှုပ်ရမယ့်အရာပါလဲစိတ်နှိတ်ချသောနှလုံးသားနဲ့အသက်ရှင်ပြီးမှလောကမှာဘုရားထားတဲ့နေရာမှာအမွေးအကြိုင်ဒီနေ့ဖြစ်စေဖို့အတွက်ဒီနှုတ်ကပတ်တော်လေးအနေငယ်နဲ့ကျွန်တော်ခွာပေးခြင်းမှာလည်းရောက်ချင်းစီတိုင်းမှာဘုရားသခင်တာယူဖွင့်ပြကောင်းချီးပေးပါစေအာမင်ဟာလေလုယာ